Hello အားလုံးမင်္ဂလာပါဒါကတော့ရှင်းမိုင်မြို့ရဲ့ကြီးဆုံးကွာဒီတစ်ခါမှာထိုင်းလို့ဆိုရင်တော့နေရရေတစ်ခွန်လို့ခေါ်ပါတယ်နေရဟိုထိုင်းစကားနဲ့ဆိုရင်နမ်တော့နေရလို့ခေါ်ပါတယ်နမ်တော့နေရနော်ဒါရှင်းမိုင်ကနေပြီးတော့ကျွန်တော်တေးရှင်းမိုင်မြို့ကနေတော့တနာရီခွဲကြော်တော့ရပါတယ်ဆိုင်ကနဲ့ဆိုင်ကသမားလေးကိုပေါ်လိုက်တာဟိုလောက်ပေးလိုက်ရတယ်အတော့ပြန်ကို1300ပေါ့1300နဲ့ငှားလိုက်တယ်ကောင်လေးဒီကောင်အဲ့မှာပေါ်လိုက်တာဒီတိုင်းကတော့တော့ဘူးကမလွယ်ဘူးရှင်းမိုင်ကိုရောက်လို့ဒီ water park ကိုသွားမယ်ဆိုရင်online ကနေ booking လုပ်တာအကောင်းဆုံးနဲ့အဲ့ဒါလူအများကြီးနဲ့ပို့ပြီးတော့သူကဟို hotel ကြီးကိုလာပြီးတော့ခေါ်တယ်လေအဲ့တော့ online ကနေ booking လုပ်ကြပါဒီလိုတော့မယ်ဆိုရင်ရန်လာတာဆိုဒီရန်ကြီးပါဒီစက်နေတာပဲဒီခုမယ်ဆိုရင်အဝက်စားလေးနဲ့ဟာတယ်လေးနဲ့အဝက်စားကြီးပြီးသွားလိုက်တဲ့ခါတယ်အခုတော့အဲ့ဒီမှာအိမ်သားတွေပါလို့ရှိရအဝက်စားတွေလေးလို့ရတယ်အဲ့တော့တစ်ခါလေးအရှင်လေးကြည့်အောင်လို့တစ်ခါလေးပြန်ပြီးလိုက်တာပေါ့နော်လေးတွေကစားဖို့လေးနေရာရှိတယ်အဲ့ဒီမှာနောက်ဈေးဆိုင်တွေဆိုရင်အများကြီးပဲနော်အဲ့ဒီကိုတော့တာဝင်ကြီးရပေးရသေးတယ်ဝင်ကြီးရဆိုင်ကြီးတစ်စီးကို20ပေးရတယ်ဒီတရားကို60ဝင်ကြီးပေးရပါတယ်ဒါခုတက်ပုံချင်းပါလေးပါရှင်းပါမယ်ပြီးရင်နာမည်နော်ဒါပေမဲ့ထိုင်းတွေကိုမင်းနေဆိုတော့နမ်တော့နေရလို့ပြောလိုက်လို့ကြည့်နော်ရှင်းမိုင်ကနေပြီးတော့တာမန်ဟိုပါပေါ့ express ကအကြည့်နေတော့မယ်ဆိုရင်2နာရီဒီကောက်ကိုတော့ရတယ်တော်တော်ဝေးနေရောက်ဖို့အဲ့ဒါကြောင့်တာမန်ဒီရိုးတက်ဆီကားတွေဆိုင်ကြီးတွေကမတော်ဘူးလုံးဝနော်အဲ့ဒါကိုသေချာပြန်ထားကြပါကိုပဲ online ရပြီးဟိုဒီမှာပြီးပုံပြီးတော့သူတို့ကကိုနေတဲ့နေရာရှိကိုရှင်းမှမြို့ပေါ်မှာဆိုရင်လာပေါ်ပေးပါလေအဲ့ဒါနော်တရားလေးယူထားတာကြာတော့တက်သေးတာပေါ့ဒါမတိရရှိရင်တော့နောက်ထပ်လေးရရပါလေဒီမှာဒီကြပဲလေးပေါ့ဒီနိုင်လို့ရှိရင်တော့ဒီလေးပါနော်ဒါရှင်းမှရောက်ရောက်ခိုက်တော့တင်းနေနေရပေါ့နော်ပြန်နေနေရဒီမှာဟိုအဲ့လောက်ကြီးကြီးကြီးတော့ဒီရာဒီတောင်းတောင်းလို့ဟိုအရင်ကတည်းကရေးတော့ဒါကတော့အစ်စ်ပုံစံမျိုးပဲဟိုဒီပတ်လေးမှာတွေ့ကြရအများကြီးရေးတော့ရေးစီးကြတဲ့နေရာတွေအကောင်းလို့တော့ခါလို့ခါရှိလို့ရှိတော့ဟိုဒီလောမယ်ဟိုဒီကလေးဖာလုံးဒီမိုင်းတော့ဝက်လာပေါ့တော့ဝက်လာကိုရှိတာအဲ့ဒီကြီးကြတာဟိုအောက်ဆုံးမှာဆိုလို့ရှိရင်ဒီမှာရှားပြီးပြီးတော့အစားတောက်ပြီးစားလိုက်ကလေးနဲ့အနားယူလို့ရတယ်အဲ့ဒီမှာနောက်ပြီးတော့အစားတောက်တွေကကိုယ်မတော်ကြည့်ဘူးဆိုရင်သူကဖုံးကနေမှာပြရတယ်အဲ့ဒီမှာအပူကြီးကလာပို့လာလို့ပြည့်တယ်သူတို့အဲ့ဒီမှာမှန်လို့ဆိုရင်အဲ့ဒီအစားတောက်ဆိုင်မှာကြောထားကြည့်လိုက်ရင်တော့အခုမှမလေးနောက်မှစေတနာကြီးမှလာပို့ပါဆိုလာပို့တယ်သူတို့မှာထားကြီးကျေးဇူးတင်ပါတယ်